ကောလူမျိုးတုံးတပ်ဖြတ်မှုဆရာဇဝဲကောင်ဖြစ်နိုင်ငံတကာတရားရုံးမှာတရားစွဲခံထားရတဲ့ဆရာဇဝဲကောင်မင်းအောင်လှိုင်ဟာအထွေထွေအခြေအနေမလှတော့တဲ့သူ့ရဲ့80ပဲမင်္ဂလာပါအာရှနယူးချန်နယ်မှာကြိုဆိုပါတယ်နေ့စဉ်နေ့တိုင်းတည်င်းထူးတွေတင်ဆက်ပေးနေတာမို့စခိုင်းလေးလုပ်ပေးဖို့တောင်းဆိုရှင်ပါတယ်နိုင်ငံနေရာအနှံ့မှာသူ့အနေနဲ့မြို့တချို့မှာသာလူလိုင်းဆွရှင်ရေးတရုတ်နဲ့ရုရှားကထောက်ပံ့ထားတဲ့ drone နဲ့တာဝေးပြအမြောက်ဤပညာစသဖြင့်နောက်ခံ background ကောင်းလို့သူတချို့မြို့တွေမှာထိုးစစ်ဆင်သိမ့်ပိုက်နိုင်စွမ်းရှိပေမဲ့ဗမော်အပါဝင်အရခဒေသအပါဝင်အညာဒေသအပါဝင်နေရာအနှံ့မှာတော့အထွေထွေစစ်ရှုံးနေတာသိရှိရပါလိမ့်မယ်သူတို့အခုဆိုရင်ထိုင်းနိုင်ငံအစိုးရကိုလည်းပဲ American တမ်မတ်ကမြန်မာစစ်ကောင်စီကိုတရားဝင်အတိမတ်ပြုမှုမျိုးမပေးဖို့တတိပေးတယ်ဆိုတဲ့အကြောင်းအရာတွေသူ့အတွက်ဘလို့မှရှေ့ဆက်သွားလို့မရဘူးသူ့ဥပဒေမှာလည်းသူထွက်ပေါက်ပိတ်ပြီးချုပ်ကွက်မိနေတဲ့အချိန်မှာသူဟာသူ့ရဲ့တက်တန်းကိုဆွဲဆန့်နိုင်ဖို့အခုဆိုရင်ဒီကနေ့အသွင်ပြောင်းတဲ့နောက်ထပ်အစိုးရပုံစံဆိုပြီးတော့အသစ်တစ်ခုနဲ့ကြီးညာလာတာတွေ့ရပါလိမ့်မယ်ဘလောက်ထိနိုင်ငံတကာနိုင်ငံကိုအုပ်ချုပ်မယ်ဆိုတဲ့အစိုးရကိုဗျမ်းပတာဖျို့ဖျဲဘလောင်းပလဲနဲ့ဖြစ်တယ်လို့ဖွဲ့စည်းရတယ်လဲဆိုတာထုတ်ပြန်ကြေညာလာတဲ့ကြေညာစာကိုကြည့်ရင်ကိုပဲခံမှန်းသိရှိနိုင်ပါတယ်အဓိကသူလှုပ်ချင်တာကတော့လက်ရှိဖက်စစ်တပ်ထဲမှာသူ့ရဲ့အာဏာကိုရှင်ပြိုင်ဝေစုခြေရာတိုင်းလာနိုင်တဲ့ရထုံးမှုအပါအဝင်စစ်ဗိုလ်ချုပ်ကြီးတွေကိုဖယ်ရှားနိုင်ဖို့အဓိကသူစူးစမ်းတာဖြစ်ပါတယ်ပြီးတော့လည်းပဲဥပဒေမှာဘလို့မှပြဋ္ဌာန်းထားခြင်းမရှိတဲ့ဥပဒေဆိုတာတကယ်တော့မရှိတော့ပါဘူးမရှိတော့တဲ့ဥပဒေမှာတော့မှပြဋ္ဌာန်းထားခြင်းမရှိတဲ့တရားဝင်ဥပဒေမရှိတော့တဲ့အထဲမှာတော့မှပြဋ္ဌာန်းထားခြင်းမရှိတဲ့ယာယီသမ္မတလည်းသူပဲကာကွယ်ဦးစီးချုပ်လည်းသူပဲလက်ရှိထပ်မံဖွဲ့စည်းလိုက်တဲ့အစိုးရအဖွဲ့သစ်ဆိုတဲ့နေရာမှာလည်းသူပဲဖွဲ့စည်းလိုက်တဲ့ဗျမ်းပတာအစိုးရဖွဲ့စည်းကြောင်းကြေညာစာမှာတော့မှဥပမာဆိုရင်စလုံးပေါင်းတွေလွဲနေတာနောက်အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးဝေစနှလုံးပေါက်တောင်မှပါအောင်မရိုက်နိုင်ခဲ့လိုက်ပေါ့အဲ့တော့စလုံးပေါင်းတော်မှမှန်အောင်မရိုက်နိုင်တဲ့အပြင်စလုံးပေါင်းမှန်အောင်မရိုက်နိုင်တာလည်းအပြစ်မပြောပါဘူးဘာလို့ဆိုတော့အစိုးရအဖွဲ့ဖွဲ့လိုက်တာကိုပညာရေးဝန်ကြီးဌာနမေ့သွားတယ်တဲ့ကဲစလုံးပေါင်းမမှန်ဘူးဆိုတဲ့လူတွေစလုံးပေါင်းတော့မှန်အောင်မပေါင်းတတ်တဲ့စစ်ဗိုလ်ချုပ်တစုကဂမန်ကရန်ဖွဲ့စည်းလိုက်တဲ့အစိုးရအဖွဲ့မှာပညာရေးဝန်ကြီးဌာနကိုမေ့သွားလို့နောက်လူတွေကဝိုင်းပြောမှဂမန်ကရန်အသစ်ဖွဲ့စည်းပြီးကြေညာချက်ထပ်ထုတ်ရတယ်ဆိုတော့မင်းအောင်လှိုင်ရဲ့ဘလောက်ဖျို့ဖျဲကတောင်းကနေနိုင်နေတဲ့အခြေအနေလဲဆိုတာကိုကြည်ချင်းအဖြစ်ကျွန်တော်တို့တွေရဲ့ຫນွေဥတော်လိုင်းအောင်ပွဲဟာတေးကြတဲ့မကြခင်မှာကျွန်တော်တို့အွန်လိုင်းလွှင့်ထူနိုင်တော့မှာဖြစ်တယ်။ဒါကြောင့်လေအခုယာယီသမ္မတကြီးနဲ့ဒေါက်တာဇော်ဝေဆိုးတို့အပါအဝင်ခေါင်းဆောင်ကြီးတွေဟာမြေပြင်စိုးမိုးနယ်မြေတိမ့်ပိုက်ထိန်းချုပ်ထားနိုင်တဲ့နယ်မြေတွေမှာမြေပြင်ที่ကွင်းဆင်းပြီးတော့စီမံနေတာကုတ်ကဲနေတာလူထုနဲ့ထိတွေ့နေတာစစ်မြေပြင်တပ်မှုတွေနဲ့ထိတွေ့ပြီးတော့ညွန်ကြားချက်ပေးနေတဲ့ပုံရိပ်တွေဟာကမန်းကရန်ဖွဲ့စည်းတော့မဲ့မင်းအွန်လိုင်းအတွက်ဘယ်ဝိုက်ညာဝိုက်လက်တီးအဖျားဖျားနဲ့ထိုးနှက်လိုက်တယ်လို့ဖြစ်ပါတယ်။ဘာကြောင့်လဲမင်းအွန်လိုင်းအခု၄နှစ်ကျော်ကာလသူရက်ဆက်ကြမ်းကြုတ်ရုံမှာဥပဒေလုံးဝမရှိဘဲနဲ့ပြည်သူပေါင်းသိန်းနဲ့ချီပြီးတော့တပ်ဖြတ်ခဲ့တယ်။သူကပြည်သူပေါင်းသိန်းနဲ့ချီတပ်ဖြတ်လို့ပြည်သူတရားလုံးကခုခံတွန်းလှန်စစ်ဖြစ်တိုက်ခိုက်တွန်းလှန်ပြန်လည်တိုက်ခိုက်တဲ့အတွက်ကြောင့်ဖက်စစ်မင်းအွန်လိုင်းရဲ့စစ်တပ်လက်ပါစီစစ်တီတောင်းကနန်းအနည်းဆုံး9000ကနေ9000လောက်ဟာလည်းပဲတေဆုံးခဲ့ရတယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့တော့တောင်းကနန်းတေဆုံးနေဆိုမှတော့မိုးဆိုးမပေါင်းတောင်းကနန်းကိုလည်းသူပေါက်ဖွားပေးခဲ့တာပေါ့အဲ့တော့မင်းအွန်လိုင်းအနေနဲ့၄နှစ်ကျော်ကာလအတော်အတွင်းမှာသူဟာတိုင်းပြည်ကိုလုံးဝပျက်စီးသွားအောင်ပျက်စီးလို့နှီးပါအချိန်ထိရောက်အောင်သူဟာကြိုးပမ်းစွမ်းဆောင်ခဲ့ပါတယ်2021စစ်ရာဇဝဲကောင်အာဏာမသိမ်းခင်ထိတိုင်းပြည်ဟာဘယ်လောက်ထိအေးချမ်းတာယာလဲဘယ်လောက်ထိတိုးတက်တည်ငြိမ်နေလဲဆိုတာကဘာကသိပါတယ်အဲ့တော့ကဘာကတော့မှနိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကတော့မှအတိမတ်ပြုထားတဲ့ရွေးကောက်ပွဲရလဒ်ကိုသူ့တူးတဲ့သဘောဆန္ဒနဲ့ပယ်ဖျက်ပြီးတော့အတင်းအဓမ္မဥပဒေမှာလုံးဝပြဋ္ဌာန်းခြင်းမရှိတဲ့နိုင်ငံတော်သမ္မတအပါအဝင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်နိုင်ငံခေါင်းဆောင်ဆိုအဖွဲ့ခေါင်းဆောင်တွေကိုရဲဆက်ဆက်ဖမ်းဆီးချုပ်နှောင်အကျဉ်းချအခုချိန်ထိကမ္ဘာအသက်ကြီးဆုံးနိုင်ငံရေးအကျဉ်းသူဖြစ်လူခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်အသက်80ကျော်အဖွားအိုအမေအိုတော်မှလွတ်မပေးရလောက်အောင်ကြောက်ချီးပန်းနေတဲ့မင်းအွန်လိုင်းစစ်ဗိုလ်ချုပ်တို့ဟာဗျမ်းပတာဖျို့ဖျဲနဲ့အစိုးရအဖွဲ့ဆိုတာအတင်းအဓမ္မဖွဲ့စည်းအချိန်ဆွဲဆန့်ဖို့စ조사လာတဲ့အချိန်ဖြစ်ပါတယ်။ဘာကြောင့်လဲစစ်တပ်တွေကမြေပြင်မှာအသေးအကျေဒုက္ခရောက်နေတဲ့ကြားတဲ့စစ်တပ်တွေကစစ်ဗိုလ်တွေအာဏာပိုင်တွေကမင်းအွန်လိုင်းရဲ့အုပ်ချုပ်မှုကိုလုံးဝမလိုလားတော့ဘူး။တော့နိုင်ငံတော်အုပ်ချုပ်ရေး
စီမံအုပ်ချုပ်ရေးကောင်စီဆိုတဲ့ NASA ကောက်ကိုလုံးဝလက်မခံတော့တဲ့အခြေအနေတွေဖြစ်ပေါ်ပြီးပြန်လဲတွန်းလှန်မယ်ပုံကံမယ်ဆိုတဲ့အနေအထားတွေတစ်စက်ဖြစ်ပေါ်ပေါက်လာတယ်ထွက်ပြေးလာတဲ့ဖက်စစ်ကြမ်းဖက်စစ်သားတွေလည်းတစ်စများပြားလာတယ်ပြီးဒီအချိန်မှာသူဟာဘလောက်ပဲပြည်သူစစ်ဆိုပြီးအတ္တမဖန်စီအတ္တမပြန်ပေးဆွဲအတ္တမရဲဆက်ချုံအောင်အတ္တမစစ်တနံပို့ပြီးရှေ့တန်းကိုဆေလွတ်တိုက်ခိုက်ပေးမယ်လေထွက်ပြေးကြတဲ့လူကတရက်ရာခဏန်းရှိလာတယ်ဒီအချိန်မှာသူတို့ရဲ့ခဲယမ်းနေရလဲပဲဒီလထုတ်ဒီလသုံးအလင်းမီအောင်မပို့နိုင်တော့ဘူးဘလောက်ပဲသူတို့ချင်းနေဆိုးလာလဲဆိုလို့ရှိရင်အညာဒေသလိုဗမာအများစုနေတဲ့နေရာမှာတော့မှစစ်ရင်ကွန်ဝိုင်းနဲ့မသွားနိုင်တော့ဘူးလေချောင်းကနေပဲရိတ်ခါကိုချပေးရတော့အခုပဲကြည့်ရက်ပိုင်းမှာဗမော်မြို့လိုတကက်စီကားတာယာလှပလာတဲ့မြို့ကြီးစီနေကောင်မှသူတို့ကွန်ဝိုင်းမသွားနိုင်တော့ဘူးရိတ်ခါရင်နှမ်းမသွားနိုင်တော့ပဲရေချောင်းကနေပေးဖို့စ조사နေတာမြစ်ကျင်းတွေမှာစောင့်ကြိုတက်ခက်ခံရလို့စစ်ရေရင်ဆိုတဲ့ဖက်စစ်အကြမ်းဖက်လက်ပါစီရေရင်တွေနှိမ့်မြုပ်ခံရတာပြန်လဲဆုတ်ခွာထွက်ပြေးလှည့်မောင်းရတာဒါတွေကိုကြည်ကြမ်းပြီးမင်းအွန်လိုင်းဟာအရာရာနေရာတကာမှာစုပ်ယုပ်ကြဆုံးနေတဲ့အချိန်ဖြစ်တယ်သူအနေနဲ့သူ့ကို background ပေးထားတဲ့တရုတ်ကွန်မြူနစ်အစွန်းရောက်ခေါင်းဆောင်တချို့ရဲ့မြန်မာပြည်မှာရွေးကောက်ပွဲဘလို့ပဲလုပ်ရွေးကောက်ပွဲဆိုတာဖြစ်လာပါစီရွေးကောက်ပွဲထွက်ပေါ်လာတဲ့အစိုးရရှိကငါတို့လိုချင်တဲ့မြေရှားပဲဖြစ်ဖြစ်မြေနေရငှားရမ်းနှစ်တရာငှားရမ်းမှုနဲ့ကျွန်ပြုမှုဇလန်းပဲဖြစ်ဖြစ် legitimacy တခုခုရအောင်သာမင်းစူးစမ်းမင်းလုပ်တဲ့မြငါတို့အားလုံးထောက်ခံမယ်ဆိုတဲ့အိမ်နီးချင်းဇိုးကွန်မြူနစ်ခေါင်းဆောင်တချို့ရဲ့လုပ်ရက်ကြောင့်မင်းအွန်လိုင်းဟာလက်ရဲစရဲနဲ့ရှေ့ဆက်တိုးဖို့စ조사တော်လဲပဲသူ့ရဲ့လုပ်ရက်ဟာတိုင်းပြည်ကိုလုံးဝဖျက်ဆီးနေတာဖြစ်တယ်သူတို့ကိုယ်တိုင်ကြွေးကြော်နေတဲ့ပြည်ပအားကိုပစိန်ရိုးဆိုတဲ့အစိုးမြင့်ဝါဒီသူကိုယ်တိုင်ဖြစ်နေပြီဆိုတာသူ့တက်မှုတွေသူ့ရဲ့စစ်ဗိုလ်တွေကောင်းစွာသိရှိလာတဲ့အချိန်ကိုသူကြောက်လန့်လာပြီဖြစ်တယ်ပြီးတော့လဲပါဇက်ကသာဥပဒေအမြဲတမ်းပြောပြီးဘယ်တော့ခါမှဥပဒေမရှိတဲ့သူ့ရဲ့လွတ်ရက်ကိုလည်းပဲအောက်ကဥပဒေပညာသင်ခဲ့မှုတဲ့အုပ်ချုပ်သူရရှိအဆင့် level တွေကမျက်စောင်းထိုးနှာခေါင်းရှုံလာကြပြီဖြစ်တယ်ဒါဟာမင်းအွန်လိုင်းလိုလူဆိုးဥပဒေကိုအမြဲတမ်းချိုးဖောက်နေတဲ့လူမိုက်တိုင်းပြည်ကိုဖျက်ဆီးခဲ့တဲ့လူယုံမှအတွက်နောက်ဆုံးကြဆုံးခံဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့မင်္ဂလာပါလို့နှုတ်ဆက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေရှေ့ဆက်ကြီးတက်ကြအောင်ပြည်သူတွေစိတ်ခွန်အားတွေကိုပြန်လဲတဆင့်မြင့်တင်စ조사ကြရအောင်ပြီးတော့ဖြတ်တန်းခဲ့ပြီးတဲ့၄နှစ်လောက်ကာလတော်တွင်တော်လိုင်းရေးတပ်ဖွဲ့အသီးသီးဟာလည်းပဲမိမိရဲ့ဖြတ်တန်းခဲ့မှုသင်ခန်းစာတွေကိုစီးသုံးသပ်ချက်နော်နောက်တစ်ခါနိုင်ငံရေးသုံးသပ်ချက်ဒါတွေကိုတေးသေးချာချာလေးလေးနဲ့ပြန်လဲသုံးသပ်ပြီးငါတို့ဘယ်အားသာချက်ငါတို့ရခဲ့တာလဲဒီအားသာချက်ကိုဘလို့အသုံးမပြုနိုင်လဲခဲ့လို့ဘလို့အားနည်းချက်ပေါ်ပေါက်ခဲ့တာလဲအခုဖက်စစ်မင်းအွန်လိုင်းစစ်တပ်သုံးခဲ့တဲ့ strategically နီးပြူဟာတွေကဘလို့လဲလူလိုင်းတွေဘလို့လုပ်လဲလူအတ္တမလူသိစုဆောင်းတာကိုဘလို့လုပ်တယ်လဲဘလို့လုပ်ပြီးတော့စစ်မြေပြင်မှာတိုက်ခဲ့တဲ့ခါမှာသူဟာဘလို့နီးနဲ့လူလိုင်းတနံဖြန့်ပြီးတော့ပြည်သူစစ်ဆိုတာတွေအရှိအသေးခံခိုင်းနောက်ကွယ်နေပြီးတော့ drone နဲ့တခါ drone တွေဂျမ်မာဖြတ်တဲ့စနစ်တွေနောက်တစ်ခါဒီကာမီကာစီတွေနဲ့ချိန်မုံတိုက်ခိုက်တဲ့အချိန်မှာပဲလက်နက်ကြီးတွေတစ်စက်ပစ်ကူပေးလေရင်ရလဲရန်ဖန်ကာဆိုသလိုပြစ်ခတ်တိုက်ခိုက်ပြီးတော့စခန်းတွေကိုတိမ့်ပိုက်လာဖို့ကြိုးစားလာတဲ့အနေအထားတွေတစ်ဖက်ကလည်းပဲတန်တမန်စစ်မျက်နှာအရသူဟာအာဆီယံကိုဘယ်လိုထိုးပေါက်တယ်လဲအရှိတီမိုးကိုဘယ်လိုဖိတ်ခေါ်ပြီးလှည့်ဖျားတယ်လဲအမေရိကန်ဒီလွတ်ပြီးတော့သမ္မတဒီ Trump ကိုဘယ်လိုဖြူဆွဲဖျားရောက်မှုသူကြိုးစားတယ်လဲနောက်ပြီးတော့လက်ရှိရှစ်ဆက်သွားမဲ့အတူရောင်ရွေးကောက်ပွဲဆိုတာကိုဘလို့ပုံမရိုက်ပြီးဘလို့ပြောင်ကြကြလိန်လဲဖို့စ조사လာနေတယ်လေဒီချိန်မှာကျွန်တော်တို့တော်လိုင်းအင်အားစုအသီးသီးကမင်းအွန်လိုင်းနေ့90ကြာဆရာနာရှင်စနစ်နဲ့ရင်ပါပြီးမြန်မာပြည်သူတွေကိုဘလို့ချုပ်ကန်ရမယ်ဆိုတဲ့အာဏာရှင်တွေကိုအမြင့်ပြုတ်ဖယ်ရှားနိုင်မှုကျွန်တော်တို့ကဘလို့အသင်ကူးပြောင်းမှုတွေလုပ်ရမှာဖြစ်တယ်ဘလို့စုဖွဲ့မှုတွေဘလို့တိုက်စစ်စင်မှုတွေဘလို့စိတ်တဲ့စစ်စင်တွေဘလို့ရိတ်ခါခဲယမ်းကြိုတင်ပြစ်မှုတွေဘလို့နိုင်ငံရေးအရတန်တမန်ရေးရစီးပွားရေးအရနောက်ဆုံးချုပ်ချပြောရရင်ပြည်သူလူထုတရက်လုံးရဲ့၄နှစ်ကျော်ကာလစိတ်ပင်ပန်းနွမ်းနယ်မှုကိုပြန်လည်မြင့်တင်နိုင်တဲ့အကျိုးစီးပွားဆောင်ရွက်ပေးမှုအရာကျွန်တော်တို့ဘယ်လိုသွားနိုင်မလဲပြင်ဆင်ကြိုးစားပြီးအားလုံးတက်ညီလက်ညီဘယ်တော့မှလက်မလျှော့ပဲကြိုးစားမယ်ဆိုရင်ကျွန်တော်တို့အားလုံးမကြခင်မှာအောင်လန်တလူလွင့်တဲ့အချိန်ကိုပြုံးရွှင်စာနဲ့တွေးဆောင်ရမှာဖြစ်ပါတယ်အဲကြောင့်မင်းအွန်လိုင်းဟာနောက်ဆုံးအချိန်ဖျို့ဖျဲဗယံပတာနဲ့အသွင်ပြောင်းနေပါပြီနောက်ဆုံးခံစစ်နေနဲ့အချိန်ဆွဲဖို့ကြိုးစားနေပါပြီအဲ့တော့ထွေထွေထိုးစစ်ကြီးဆင်နေမယ်လို့ကြီးညာထားတဲ့ကျွန်တော်တို့ရဲ့တပ်ဦးကပုံကူကြီးများအသွင်ကူးပြောင်းရေးပြည်ပြောင်းလဲဆောင်ရွက်နေပါပြီဆိုတဲ့ကျွန်တော်တို့ရဲ့တပ်ဦးကပုံကူကြီးများနှစ်ဖြာသောဂတိတွေကိုမှန်ကန်စွာနဲ့မြန်ဆန်စွာဖြည့်ဆွမ်းနိုင်ဖို့ပြည်သူနဲ့အတူရပ်တည်ပြီးကြိုးပမ်းသွားနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ကျွန်တော်ပြည်သူနဲ့အတူရှိနေပါတယ်လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့တကွနိုင်ငံတော်သမ္မတကြီးအပါအဝင်နိုင်ငံကျင်းသားအားလုံးမြန်မာပြည်လွတ်မြောက်လာပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကိုပြည်သူရဲ့စိတ်ဆန္ဒနဲ့အညီပြည်သူတရားလုံးရဲ့လွှမ်းခြုံထောက်ခံမှုနဲ့ကူးပြောင်းဆောင်ရွက်နိုင်ပါစေလို့ဆန္ဒပြုပါတယ်အားလုံးကျေးဇူးတင်ပါတယ်